ကဲထိုင်းမှာနေပြီးတော့ငွေရေးကြေးရေးပေါ့နော်မလည်လို့ပတ်သက်ခဏလောက်ချေးကျင်တဲ့လူတွေအတွက်အတိုးလုံးတစ်သက်သားနဲ့ချေးလို့ရတဲ့နည်းလမ်းလေးကိုပြောပြပေးမယ်တချို့အပြင်မှာဆိုလို့ရှိရင်သူကအတိုးလုံးက10ကျပ်တိုး15ကျပ်တိုး7ကျပ်တိုးနေ့ပြန်ဘတ်တိုးဆိုတာရှိသေးတယ်အဲ့ဒီအတိုးအဲ့ဒါတွေကကျတော့တော်တော်လေးများတယ်ကျွန်တော်တို့တာမန်စေရုံဝန်ထမ်းလုပ်တဲ့အလုပ်သမားတွေအကြတော့ဒီလောက်အတိုးလုံးနေလဲဆိုလို့ရှိရင်နလန်တူနိုင်မှုလုံးဝမလွယ်ဘူးအဲကြောင့်မလို့အရေးပေါ်ငွေကြေးအဆင်မပြေလို့လိုအပ်တဲ့လူတွေပဲဖြစ်ဖြစ်စေရုံအလုပ်လုပ်နေတဲ့ငွေကြီးတွေအတွက်ပေါ့နော်အတိုးလုံးတက်တာလေး3ချက်တိုးပေါ့နော်အတိုးလုံးတက်တာလေးနဲ့ဖြစ်ဖြစ်မှန်မှန်လေးဆက်ပြီးတော့အေးဆေးဆေးဆက်ပြီးတော့အိမ်ကိုလည်းပတ်စံပို့လို့ရမယ်အဲ့လိုမျိုးအတိုးလုံးတက်တာလေးနဲ့ယူပြီးတော့ရှင်းလို့ငှားလို့ရတဲ့ဒီတန်းလေးကိုပြောပြပေးမယ်ဖြစ်ပါတယ်ဟုတ်ကဲ့အဲ့ဒါကတော့ကျွန်တော်တို့စစ်ဘက်တန်ဆိုတဲ့ရုံးခွဲမှာတွားပြီးတော့ရှိရမှာဖြစ်ပါတယ်အဲ့ဒီစစ်ဘက်တံမှာဆိုလို့ရှိရင်လူကြီးမင်းပေါ့နော်ကိုယ့်ရဲ့မိတ်ဆွေတွေကပထမဆုံးအနေနဲ့တွားပြီးတော့ချင်းငွေ600မှာဖြစ်လို့ပထမဆုံးချင်းငွေဒီနေ့ရှောက်မယ်ဆိုရင်ဒီနေ့ချင်းငွေရမှာဖြစ်ပါတယ်ဒါပေမဲ့လို့အဲ့ဒီချင်းငွေကဘယ်လောက်ရလဲဆိုရင်ပထမဆုံးအနည်းဆုံးငွေ6000ကနေပြီးတော့1000ခွဲအထိပေးပါတယ်6000ကနေပြီးတော့1000ခွဲအထိပေးတယ်ပေါ့နော်ဒါကျွန်တော်ဆိုလို့ရှိရင်ဒါကိုရီပြပြမယ်နော်ကျွန်တော်ဆိုကိုရီပြပြမယ်ဒါကျွန်တော်ရှင်းဝင်တွက်ချောက်တာပေါ့နော်ဒါ service စာလည်းတို့စီမှာဒါဒီ service စာလည်းရခဲ့တယ်ပေါ့နော်ပထမဆုံးရှင်းဝင်တွက်ချောက်ဖို့အတွက်ဘာတွေလုပ်လဲဆိုတော့ကိုယ့်ရဲ့CI ရှိမယ် CI ရဲ့ပြီးရင် passport ပေါ့နော် passport CI ဘာပါမယ်လို့ရှိရင်ကိုယ့်ရဲ့ဟိုပါပေါ့ကိုယ့်ရဲ့ဒီအလုံးကမှအလုံးလုံးတဲ့လာတာဗန်စလက်မှတ်ပုံတွေအိမ်တော်စုစေရဒီဥစ္စာတွေလိုပါတယ်ဗန်စာအုပ်ပေါ့နော်ဗန်စာအုပ်တွေလိုတယ်ဒီတချို့ဗန်စာအုပ်တွေမှာဘဏ်အကောင့်မရှိတဲ့ဥပမာဘဏ်အကောင့်မရှိတဲ့လူတွေကြတော့ဘဏ်ခုနောက်ပိုင်းဘဏ် statement တွေမှာသူကတောင်းတာတွေရှိတယ်ဒါကျွန်တော်ဆိုလို့ရှိရင်ဒါပထမဆုံးတွားပြီးတော့ဟိုပါပေါ့ရှင်းငွေ6တာဒါကျွန်တော်ဘတ်1000ရခဲ့ပါတယ်ဘတ်1000ရခဲ့တယ်အဲ့ဒီဘတ်1000ကိုကျွန်တော်ဘယ်နှစ်ကြိမ်ဆက်ရမလဲဆို10ကြိမ်ဆက်ရမယ်10ကြိမ်အဲ့ဒီ10ကြိမ်ကတစ်လကို2ကြိမ်ဆက်ရမယ်10ဘတ်1000ကိုဆိုလို့ရှိရင်တစ်လကို2ကြိမ်ပေါ့နော်9လဆိုရင်10ကြိမ်ပဲဆက်ရမှာဖြစ်ပါတယ်ကျွန်တော်ဒီဘတ်1000ကိုဆိုလို့ရှိရင်သူကအလုံးလုံး3ချက်တိုးပဲရှိရနော်အလုံးလုံးက3ချက်တိုးဖြစ်တဲ့အတွက်ကြောင့်စုစုပေါင်းသူ့ရဲ့ကြာမြင့်ချိန်ဒီ9လအဲ့ဒီ9လမှာကျွန်တော်ပေးရမှာဒီစုစုပေါင်း1000နဲ့820နဲ့မှ4ဘတ်တော်တော်လေးတန်တယ်နော်တော်တော်လေးတန်တယ်မိတ်ဆွေတို့အပြင်မှာဆိုရင်ဒီ10ချက်တိုးဟို7ချက်တိုး12ချက်တိုးတွေရာဆိုလို့ရှိရင်တော်တော်လေးဆိုတဲ့အပတ်တိုးတွေဆိုရင်တော့တစ်ပတ်ကိုပေးရတာဒီဘတ်1000ဆိုရင်ဘတ်တိုးနဲ့တစ်ပတ်ကိုဆို900လောက်ပေးရတယ်ဒါကြတော့9လလောက်နေမှာသူ့ရဲ့အတိုးနှုန်းကကြတော့820နဲ့မှ4ဘတ်ပဲရှိရ9လနေမှာဘတ်1000ကိုနော်ဒါကျွန်တော်ပထမဆုံးတွားလျှောက်တာကျွန်တော်ရဲ့လစာပေါ်မူတည်ပြီးတော့ကျွန်တော်ဘတ်1000ချင်းငွေရခဲ့တာဖြစ်ပါတယ်ပတ်သက်ရှိတဲ့လူတိုင်းကအဆင်မပြေလို့လည်းမဟုတ်ပါဘူးဒီဟိုပါပေါ့နော်ကိုယ့်ရဲ့အခန်းကားနဲ့အိမ်ကိုလည်းပတ်စံပို့ခြင်းနဲ့ပြီးတော့ကိုယ့်အခန်းကားနဲ့စေုံနဲ့ပေါ့နော်လေပတ်နေရတာကလည်းတိတ်ပြီးတော့မလဲတဲ့အခါတငယ်ချင်းတွေမှာရှိဖို့မှားဖို့လည်းအဆင်မပြေဖြစ်တဲ့အခါကျတော့ဒီစေဘက်တမှာတွားပြီးတော့ရှင်းငွေလျှောက်လို့ရပါတယ်ခင်ဗျာဒီနေ့လျှောက်မယ်ဆိုရင်ဒီနေ့ပဲရပါတယ်တကယ်အမှန်ကန်ရှင်းပေးနေတာဖြစ်ပါတယ်ဒါပေလို့ပေ messenger ကနေပြီးတော့တွားပြီးတော့မင်းနဲ့စုံစမ်းလို့လည်းရပါတယ်ဒါပေလို့ရုံးကိုကိုယ်တိုင်တွားချောက်တာကပို့ပြီးတော့တရားရခိုင်လုံးသိကြတယ်အဲ့တော့စေဘက်တဲ့ရုံးခွဲတွေကကျွန်တော်တို့မဟာချိုင်မှာဆိုရင်မဟာချိုင်စမြူစခွန်ထိုင်းယူနဲ့မှာရှိပါတယ်ထိုင်းယူနဲ့မဟာချိုင်စမြူစခွန်ပေါ့နော်စမြူစခွန်မဟာချိုင်စမြူစခွန်ထိုင်းယူနဲ့ဘစ်စီမှာရှိပါတယ်ခင်ဗျာအဲ့ဒီမှာစေဘက်တဲ့ရုံးခွဲရှိပါတယ်အဲ့ဒီမှာတွားပြီးတော့ရှောက်ပါဒီ page messenger ကနေပြီးတော့ပတ်စံရှင်းပေးတဲ့စေဘက်တန် page အတူတွေလည်းရှိတယ်တချို့အဲ့ဒီ page အတူကနေပြီးတော့ပတ်စံရှင်းချင်ပါတယ်ပေါ့လောက်လို့ရှင်လဲပေါ့9000တော့ချေးချင်လဲဟုတ်ပြီအဲ့ဆိုဘယ်2000အရင်လွှဲပေးပေါ့အဲ့လိုပတ်စံနေအရင်လွှဲခိုင်းနေဒီချင်းငွေချေးပေးတဲ့ page ရာဆိုရင်လူလိမ် page ဖြစ်ပါတယ်ချင်းငွေချောက်တဲ့ page အစစ်ဒီလုံးဝကြိုတင်ပြီးတော့ငွေကောက်ခံခြင်းမရှိပါဘူးခင်ဗျာပြီးတော့မတိနာမဲ့တာရှိရင်လည်းကျွန်တော်ရဲ့ comment မှာဖြစ်ဖြစ်ပေါ်တော့ messenger ချက်ပေါက်မှာဖြစ်ဖြစ်လာရောက်မေးမြန်းနိုင်ပါတယ်ဒါကတော့ကျွန်တော်ကိုချင်းစာလို့ပေါ်တော့ကျွန်တော်ပြန်ပြီးတော့ပြပြပေးတာ share လုပ်ပေးတာဖြစ်ပါတယ်စင်ဘက်တန်ပေါ်တော့ Facebook page မှာလည်းလာပြီးတော့ရှာကြည့်လို့ရတယ်စင်ဘက်တန်မြန်မာလို့ဆိုရင်စင်ဘက်တန်လို့လည်းရေးလိုက်ရတယ်အင်္ဂလိပ်လို့ဆိုတဲ့စင်ဘက်တန်လို့ရေးလို့ရတယ်ဒါကျွန်တော်ဒီတိုင်းလေးကိုပြန်ပြီးတော့ညှဝေပေးတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်တယ်မတိနားမလဲရရှိရင် comment မှာလာမေးလို့ရတယ်နော်ဒါပါပဲ